လက်ဖိုက်က1920ကနေ1940နောက်ပိုင်းလောက်ထိကိုဈေးနှုန်းလည်းတက်တာပြီးတော့ကြမ်းလဲခံတဲ့ဒနင်ကိုလိုချင်တဲ့လူသမားတွေအတွက် Lot 213တိုင်ဝမ်ဂျက်ကက်ကိုထုတ်လုပ်ခဲ့ပါတယ်မင်္ဂလာပါဒလိုင်းတော့ကွာပါအမေရိကန်ဝယ်ဝဲ brand တစ်ခုဖြစ်တဲ့လက်ဖိုက်က1883ခုနှစ်မှာ Rapid ကိုမူပိုင်းဝတ်တရားဝင်ရရှိပြီးနောက်ပိုင်း1880မှာသူတို့ရဲ့ပထမဦးဆုံး Rapid ဒနင်ဂျက်ကက် Triple Flip Blouse လို့ခေါ်တဲ့ဂျက်ကက်ကိုမိုင်းတွင်လုပ်သမားတွေလုပ်ချမ်းသမားတွေအတွက်ရည်ရွယ်ပြီးတော့ထုတ်လုပ်ခဲ့ပါတယ်ဒီဇိုင်းအနေနဲ့ရင်ဘတ်နှစ်ဖက်ရဲ့အောက်ခြေနာမှာဖုံးမပါတဲ့ Rapid ရိုက်ထားတဲ့အကင်းနှလုံးနဲ့ Triple Flip လို့ခေါ်တဲ့ချုပ်ရိုးခောက်ရတွေပါပါတယ်ကျွန်တော်ဝတ်ထားတဲ့ဟာဆိုလို့ရှိရင် Double Flip လို့ခေါ်ပြီးတော့ချုပ်ရိုးခောက်ရနှစ်ခုပဲပါပြီးတော့ပထမဆုံးထုတ်ခဲ့တဲ့ဂျက်ကက်က Triple Flip လို့ခေါ်တဲ့ချုပ်ရိုးခောက်ရဒီဘက်မှာ3ချောင်းဒီဘက်မှာ3ချောင်းရွယ်ချက်ကဝတ်တဲ့လူတွေကိုချုပ်ရိုးခောက်ရတွေကိုဖြုတ်လိုက်ရင်ပိုပြီးကျယ်လာပြီးတော့လှုပ်တဲ့ခါမှာအဆင်ပြေနိုင်မှုရွယ်ပါတယ်အိတ်ကက်နဲ့အင်ကြီးလက်ဖျားတွေမှာ Rapid တွေ Copper Rapid ကြေးတံမိုးတွေနဲ့ခိုင်ခန့်အောင်လုပ်ထားပြီးတော့နောက်ကျောဘက်မှာဂျက်ကက်ကိုအတိုးချော်လုပ်လို့ရအောင်ချင်းဘတ်ဘဂဘတ်လို့ခေါ်တဲ့တန်ငွေကျိုးပါပါတယ်လက်ဖိုက်ကဒီ Triple Flip Blouse ဆိုတဲ့ဂျက်ကက်ကိုအခြေခံပြီးတော့1905ခုနှစ်မှာသူတို့ရဲ့ဒုတိယမြောက် Rapid ဒနင်ဝတ်စုံ Lot number 506 Double 8ဆိုတဲ့နာမည်နဲ့အခုကျွန်တော်တို့အားလုံးတည်တဲ့တိုင်ဝမ်ဂျက်ကက်ကိုစတင်မိတ်ဆက်ခဲ့ပါတယ်စတင်မိတ်ဆက်တဲ့အချိန်မှာ506 Double 8လို့မိတ်ဆက်ခဲ့ပြီးတော့အဲ့ချိန်တုန်းကဂျက်ကက်အစား Blouse လို့ပဲခေါ်ဝေခဲ့ကြတာဖြစ်ပါတယ်506 Double 8 Blouse ရဲ့အဓိကဒီဇိုင်းမှာဆိုလို့ရှိရင်ရင်ဘတ်မှာအိတ်ကက်တစ်လုံးပါမယ်ပြီးရင်ဘဂဘတ်လို့ခေါ်တဲ့ဂျက်ကက်ကိုအရှော့တင်းလုပ်လို့ရအောင်တငွေကျိုးပါမယ်ဂျက်ကင်ရဲ့အရှိတ်ဘက်မှာ Double Flip လို့ခေါ်တဲ့ဒီထောင်လိုက်ခောက်ရလိုက်နှစ်လိုက်ပါမယ်ဒီဂျက်ကင်ဟာတထုတူးဖော်တဲ့သူတွေစောက်လုပ်ရေးသမားတွေနွားချောင်းသားတွေမေးထားလန်းလုပ်သမားတွေကိုရည်ရွယ်တာဖြစ်တဲ့အတွက်ဂျက်ကင်ကိုခိုင်ခန့်အောင်လို့အိတ်ကက်နဲ့လက်တွေမှာဒီကြေးတံမိုးတွေကိုတုံးတာဖြစ်ပါတယ်ကတ်တင်ဆိုလို့ရှိရင်ခါးကအတိုးပြီးသွားလို့ရှိရင်ဘော်ဒီကတ်တင်ဖြစ်ပြီးတော့လှုပ်တဲ့ချိန်မှာအဆင်ပြေအောင်လို့ရည်ရွယ်ချက်နဲ့ထုတ်ထားတာဖြစ်ပါတယ်ဒီလိုနဲ့ကျွန်တော်တို့အားလုံးသိတဲ့တိုင်ဝမ်ဂျက်ကက်ဖြစ်လာပါတယ်လက်ဖိုက်ကပထမနာမည်506 Double 8နာမည်စာနံပါတ်1ဆိုပြီးတော့1919မှာတရားဝင်စတင်မိတ်ဆက်ခဲ့ပြီးအဲ့ရနေမှာတိုင်ဝမ်ဆိုပြီးတော့ပြောင်းလဲခေါ်ဆိုခဲ့တာဖြစ်ပါတယ်1928မှာရင်ဘတ်ကအိတ်ကက်ကိုအဖုံးထည့်ပြီးတော့1936မှာလက်ဖိုက်ကသူတို့ရဲ့ Iconic Red Dash လက်ဖိုက်ကိုစတင်မိတ်ဆက်ခဲ့ပါတယ်ဒီညမှာတစ်ခုပြောချင်တာကစပြီးတော့မိတ်ဆက်တဲ့အချိန်မှာလက်ဖိုက်စာလုံးကိုကြီးနဲ့ရေးခဲ့ပြီးတော့အောက်ဘက်ချမ်းမှာပဲစပါပြီးတော့အောက်ဘက်ချမ်းမှာပြောင်းဖြစ်ပါတယ် Red Duck ကိုစတင်မိတ်ဆက်ပြီးတော့2နှစ်အကြာ1938မှာ Blouse ကနေဂျက်ကက်ဆိုပြီးတော့ Levi က Do Ranch Dash လို့ခေါ်တဲ့နောက်တိုင်းဝတ်စုံကတ်တလောက် Western Wear ကတ်တလောက်မှာဂျက်ကက်ဆိုပြီးတော့စတင်ပါဝင်လာတာဖြစ်ပါတယ် Levi ကဒုတိယကမ္ဘာစစ်အတွင်းမှာကုန်ကျန်းတွေရှားပါလာတာကြောင့်ဆိုရရဲ့ကုန်ကျန်းပစ္စည်းချွေတာရေးစီမင်းကိုလှုပ်ဆောင်ခဲ့တာမလို့အိတ်ကက်ဖုံဖြုတ်တဲ့ရှေ့ကကျယ်သီးငါးလုံးကိုတစ်လုံးဖြုတ်ပြီးတော့လေးလုံးပဲထားခဲ့တယ်ပြောရလို့ရှိရင်စစ်ပွဲကာလမှာငိမ့်ချမ်းရည်ကာဝတ်ပေးခြင်းကိုစားပြုတဲ့ The Relief Donut Button တန်လွင်ရန်ဒိုးနဲ့ကျယ်သီးတွေကိုလည်းအသုံးပြုခဲ့တယ်ကျောဘက်ကဘကယ်ဘတ်မှာငွေရစားခြေကိုပြောင်းပြီးအသုံးပြုခဲ့တယ်စစ်တွင်းမှာထုတ်ခဲ့တဲ့တိုင်ဝမ်ဂျက်ကက်တွေကိုစစ်တွင်းထုတ် Simplify ရိုးရှင်းအောင်လုပ်ထားတဲ့ model လို့သတ်မှတ်ပြီးတော့ S506 Double 8လို့ခေါ်ခဲ့တယ် S ဆိုတာ Simplify ကနေယူလာတာဖြစ်ပါတယ်စစ်ပြီး1940ခုဝန်းကျင်မှာစစ်အတွင်းကုန်ကျန်းလိုအပ်မှုကြောင့်ဖယ်ခဲ့တဲ့ရင်ဘတ်အိတ်ကပ်ဖုံးကိုပြန်ထည့်ပြီးတော့တန်လွင်ရန်ဒိုနတ်ပေါ်တွန်စာ Levi brand ကျယ်သီးတွေကိုပြန်ပြီးအသုံးပြုခဲ့တယ်ကျယ်သီးတွေရဲ့အရွယ်စားနဲ့ပုံစံလေးတွေတော့နိုင်ငံကွဲပြားမှုတော့ရှိခဲ့တယ်ပြီးတော့နောက်တစ်ခုပြောချင်တာ Levi က1920ကနေ1940နောက်ပိုင်းလောက်ထိကိုဈေးနှုန်းလည်းတက်တာပြီးတော့ကျန်းလဲခံတဲ့ဒနင်ကိုလိုချင်တဲ့လူသမားတွေအတွက် Lot 213တိုင်ဝမ်ဂျက်ကက်ကိုထုတ်လုပ်ခဲ့ပါတယ် Lot 213ကအရင်မူလထုတ်ခဲ့တဲ့506 Double H မှာသုံးတဲ့ဒနင်မဟုတ်ဘဲနဲ့ Second Grade ဒနင်ကိုအသုံးပြုထားပြီးတော့ Leather Patch တစ်စိမ့်နေရာမှာလည်း Paper Patch ကိုစားထိုးပြီးတော့အသုံးပြုခဲ့ပါတယ်ကျွန်တော်အခုပုံမှန်ပြောခဲ့တဲ့ဂျက်ကက်တွေက1905ကနေ1953ခုနှစ်ထိထုတ်ခဲ့တဲ့လက်ပါရဲ့ Original တိုင်ဝမ်ဂျက်ကက်တွေအကြောင်းပဲဖြစ်ပါတယ်Levi ကသူတို့ရဲ့မူလသမိုင်းဝင်ဒီဇိုင်းတွေကိုပြန်လည်ထုတ်လုပ်ဖို့အတွက် Levi's Vintage Clothing Line ကို1996မှာတရားဝင်စတင်ခဲ့ပါတယ်
Red ကိုစတင်ကျင်းညာတဲ့1936ကမော်ဒယ်ကိုအများအပြားခြေခံပြီးပြန်ထုတ်လေရှိပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းကုန်ကျန်းပစ္စည်းရှားပါတဲ့ချိန်ချွေတာရေးစီမင်းတန်းထုတ်ခဲ့တဲ့မော်ဒယ်ကိုလည်းပြန်ထုတ်လေရှိပါတယ်။ထုတ်တဲ့နေရာမှာလည်းမူလာအတိုင်းဖြစ်အောင်ရင်လက်ဟောင်းဆက်တွေ Savage ဒဏ်ကိုအသုံးပြုပြီးတော့ရေသွင်းမြင့်လက်မှုပညာတွေတိကျတည်တတ်မှုတွေရှိစေဖို့ Made in Japan ဂျပန်နိုင်ငံပြင် Made USA မှာလည်းထုတ်လုပ်လို့ရှိပါတယ်။လက်ရှိဈေးကွက်ထဲမှာ AVC line နဲ့ရပဲ USA နဲ့ဂျပန်ဆိုရင်ဈေးကွက်အောင်မှုလည်းရှိပြီးတော့ USA ကနည်းငယ်ပို့ပြီးတော့ရှာပါတယ်။ Levi ရဲ့တိုင်ဝမ်ဂျက်ကက်ဟာလွန်ခဲ့တဲ့နှစ်120နီးပါးကနေ Block ဆိုတဲ့နာမည်နဲ့စတင်ခဲ့ပြီးတော့ဒန်နင်သမိုင်းရဲ့စိတ်ပန်းတစ်ခုဖြစ်ခဲ့ပါတယ်။အမေရိကရဲ့တပ်ထုသွင်းအလုပ်သမားတွေ၊နောက်ကျောင်းသားတွေ၊စိုက်ပျိုးရေးသမားတွေ၊မီးရထားလမ်းအလုပ်သမားတွေအတွက်ရည်ရွယ်ပြီးထုတ်လုပ်ခဲ့ရတဲ့1950လောက်ရောက်မှာတော့အလုပ်သမားတွေအတွက်လုပ်ငန်းခွင်ဝတ်စုံဖြစ်ကနေလူငယ်တွေရဲ့ပုန်ကန်မှုလွတ်လပ်မှုကိုကိုစားပြုတဲ့ fashion သင်္ကေတတစ်ခုဖြစ်ပြောင်းလဲသွားပါတယ်။ Marlon Brando နဲ့ James Dean တို့လိုနာမည်ကြီးရုပ်ရှင်မင်းသားတွေကဒန်နင်ဂျက်ကက်တွေကိုဝတ်ဆင်လာကြတဲ့အခါမှာတော့လူလက်တန်းစားအလုပ်သမားတွေဝတ်တဲ့ဝတ်စုံတွေဖြစ်ကနေခေတ်မီစမ်းသစ်တဲ့ fashion အသွင်ကိုရောက်ရှိသွားပါတယ်။ယနေ့ခေတ်မှာ high fashion brand တွေနဲ့ Surreal brand တွေကလည်းသူတို့ရဲ့ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ပြန်လည်သက်သွင်းပြီးထုတ်လုပ်နေကြပါတယ်။ Levi ရဲ့မူရင်းထိုင်ဝမ်ဂျက်ကက် 506 Double H တွေဟာ Vintage collector တွေအတွက်တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုဖြစ်လည်းသတ်မှတ်ထားကြပါတယ်